အနေစာအမြဲမရှိဘူးဒီလိုပြောကတ္တမအဘေကြောင့်ဟူမူကဥပ္ပဒဝဓမ္မိနောဖြစ်သဘောပြတ်သဘောနော်ဖြစ်တည်ပြခဏငယ်၃ချက်နဲ့ဖြစ်ပြနေတဲ့သဘောဝိပရိနာမဖောက်ပြန်ပြောင်းလဲတတ်တဲ့တရားဒါဝကာလီကတောစအခိုက်အတန့်ဖြစ်တည်ပြခဏငယ်၃ချက်သဘောတတ္တမအကျဉ်းကြောင့်သာလည်းသင်္ခါရအကြောင်းသင်္ခါရပြုပြင်မှုရှိကုန်သောယုတ်ဓမ္မနန္ဒမသင်္ခါရတရားတို့အနိစ္စမမြဲဘူးနိစ္စပရိက္ခေပတောစမြဲခြင်းတရားတို့ရဲ့ဆန့်ကျင်ဘက်ရှိသည်ဖြစ်ကုန်သောကြောင့်အနိစ္စဒါလေးတစ်လုံးသိသွားရင်ပိဿနာခန္ဓာအနိစ္စတော့အနုပတန္တိတဲ့လက်ခရုပဉာဏ်ဒီအဖြစ်ဖောက်ပြန်ပြောင်းလဲမှုသဘာဝလက္ခဏာရှိတဲ့အနိစ္စတစ်လုံးကိုမှသိအရှုကခန္ဓာရဲ့အပေါ်မှာဆင်းရဲခြင်းအမှန်တရားဖြစ်တဲ့ဒုက္ခသစ္စာတဲ့တန်သိတာပါပဲဆိုတာသဘောလက္ခဏာညာပန်ပြီးသားဖြစ်တယ်လို့ပြောမမြဲနေတဲ့အနိစ္စဖောက်ပြန်ပြောင်းလဲမှုမမြဲမှုကြောင့်မလို့ဆင်းရဲနေစေတိခံခတ်တဲ့ဒုက္ခငါအတ္တနေရာပဲဆိုတဲ့အရှင်မရှိလို့အနတ္တအနိစ္စခန္ဓာကိုလည်းကောင်းစွာဉာဏ်နဲ့သိဒုက္ခခန္ဓာကောင်းစွာဉာဏ်နဲ့သိတယ်အနတ္တငါအတ္တမရှိကုန်သောခန္ဓာသဘောတရားကိုအနတ္တသိညာကိုကောင်းစွာသိတာလက္ခဏာ၃ပါးကိုထပ်တကသုံးသပ်ဆင်ခြင်သိနိုင်တဲ့ဉာဏ်ဟာဝိပဿနာရှုခံပေါ်တိုင်းမှာကောင်းစွာနေအပ်တဲ့နှလုံးသွင်းမှုမှန်ကန်သွားတယ်ဒီလိုပြောနှလုံးသွင်းမှုမှန်ကန်မှုရှိသွားတဲ့အတွက်ကြောင့်မို့လို့ဒေချာညာနဲ့စိလိုက်တဲ့အခါကျအနိစ္စခန္ဓာလည်းပဲဖြစ်ပြီးတော့ပြည့်ဒုက္ခတရားပဲဆင်းရဲနှိစ္စခံရတဲ့ခန္ဓာတွေလည်းပဲဒုက္ခတရားပဲအနိစ္စဖြစ်ပြီးတော့ပြည့်ငါအတ္တနဲ့အစိုးတရားအရှင်မရှိကုန်သောအနတ္တသဘောခန္ဓာလည်းအနိစ္စဖြစ်ပြီးတော့ပြည့်ဒီလိုသိသွားတာအမှန်ကိုသိသွားတဲ့သစ္စာညာဆိုတာဒါပြောတာသစ္စာညာသိတဲ့နေရာမှာလည်းပဲနှမျိုးနဲ့စားရှိတယ်ဒုဝေဒိညသစ္စာဉာဏအနုဘောဓဉာဏ်နဲ့စပရိဝေဒဉာဏ်နဲ့စားတဲ့ဓာတအနုဘောဓဉာဏ်နဲ့စားလောကိယအနုတ္တဝါတိဝတေနနိရောဓမဂ္ဂိစ္စဘဝတတိလို့ဝိသုဒ္ဓိမဒေသနာကဒီလိုပြောအနုဘောဓဉာဏ်နဲ့စပရိဝေဒဉာဏ်နဲ့စဆိုတဲ့ထိုဉာဏ်နှစ်ခုမှာအနုဘောဓဉာဏ်ဆိုတာကလောကီမာကုသိုလ်ဉာဏ်နဲ့တန်ပြုတ်စိတ်နဲ့ရှင်၍အနုတ္တဝါတိဝတိတစင်္ဇာတိသောအစွမ်းတတ္တိနိအပိနိရောဓိစနိရောဓသစ္စာနဲ့၎င်းမဂ္ဂိစ္စမတ်နဲ့၎င်းဘဝတတိဖြစ်တယ်။ကြာတိတိတဲ့သုတ္တတိကိုဆိုလိုတယ်နော်သစ္စာတရားကိုသုတ္တနိအပိတိတာကိုအနုဘောဓဉာဏ်ဒီလိုပြောဓာတပရိဝေဒဉာဏ်နဲ့စလောကုတ္တရပရိဝေဒဉာဏ်နဲ့စထိုးရင်းပြီးတဲ့အခါကျတော့တဲ့ပရိဝေဒဉာဏ်နဲ့ထိုးရင်းပြီးတော့ဘာသိတာကတော့မရောလို့မေးလောကုတ္တရပရိဝေဒဉာဏ်နဲ့စလောကုတ္တရာနိရောဓိအရမဏကတ္တဝကိစ္စတော်သတ္တတိသစ္စာနဲ့ပရိဝိဇ္ဇတိယတ္တယောဘိက္ခဝေဒုက္ခံပတ္တိဒုက္ခသမုဒယပတ္တိဒုက္ခနိရောဓံပတ္တိဒုက္ခနိရောဓဂာမိနိပရိပရာတိပတ္တိသဗ္ဗဝဋ္ဌပိလို့အဲ့ဒီလိုဝိသုဒ္ဓိမကျမ်းဂန်ဒေသနာကအသေးချပြအနုဘောဓဉာဏ်နဲ့စအနုဘောဓဉာဏ်ဆိုတာကတဆင့်ကြာတိသောအစွမ်းတတ္တိနေအဖြစ်နိရောဓိစနိရောဓနဲ့၎င်းမဂ္ဂိစ္စမဂ္ဂသစ္စာကို၎င်းဘဝတတိဖြစ်တယ်ဆိုတော့လောကီယစိတ်တတပြုတ်တာပင်စီကီကောမက်ကောတဲ့လောကီမက်ကင်မြတ်တာဖြစ်တယ်လို့သုတ္တမယနေအဖြစ်ကြာတိသိတဲ့သဘောတရားမြတ်တာဖြစ်တယ်ဒီလိုပြောပရိဝေဒဉာဏ်နဲ့စဆိုတာလောကုတ္တစိတ်လောကုတ္တနေဘက်ကနေပြီးမှလို့နိရောဓိအရမဏကတ္တဝါလို့ပြောချ
ချုပ်ငြိမ်းခြင်းရှိကုန်သောနိရောဓသစ္စာကိုတဲ့အာရမဏကတ္တဝအောင်ပြုသည်ဖြစ်ကုန်သောကြောင့်ကိစ္စတော်ကိစ္စညာအနေအဖြင့်စတာတော့၄ပါးသောသစ္စာနှင့်သစ္စာ၄ပါးတို့ကိုပရိဝေဇ္ဇတိထိုးထွင်းပြီးတော့ဒီလိုသိတယ်တဲ့သစ္စာ၄ပါးကိုကြောင်းကျိုးမြောင်မြင်ထိုးထွင်းပြီးတော့သိတယ်သမုဒိယသစ္စာဒုက္ခဖြစ်ကြောင်းအမှန်တရားကြောင့်ဒုက္ခဖြစ်ခြင်းဆင်းရဲခြင်းအမှန်တရားဒုက္ခသစ္စာဖြစ်တယ်ဒီလိုသိတာမဂ္ဂသစ္စာဘာဝတ္တပသမာဓိတိကောင်းစွာပွားအကုန်သောဉာဏ်တရားကြောင့်နိရောဓသစ္စာသစ္စိကာရပမျက်မှောက်ပြုအပ်သောကိစ္စရှိတယ်လို့လူသိသွားတာအဲ့ဒါကိုပဲဘုရားရှင်ကိုယ်တော်မြတ်ယတ္တယောဘိက္ခဝေအဘယ်ကဲ့သို့မြင်သိရမယ်လဲလို့ဘုရားရှင်ကိုယ်တော်မြတ်ကဘေဝေယနောမြတ်ဥစ္စေတတို့ဒုက္ခပတ္တိဆဲကျမှန်တရားဖြစ်တဲ့ဒုက္ခသစ္စာကိုကောင်းစွာထိုးရသိရသောကိစ္စရှိ၏လို့ပတ္တိကောင်းစွာမြင်သိတယ်ဒီလိုပြောဒုက္ခပသမုဒိယပတ္တိဒုက္ခကိုဖြစ်ကြောင်းဖြစ်ကုန်သောသမုဒိယသစ္စာတို့ကိုဘာဟတပပယ်အပ်သောကိစ္စရှိသည်ဟု၍ပတ္တိကောင်းစွာမြင်သိ၏ဒုက္ခនិရောဓပတ္တိဒုက္ခတို့ဤချုပ်ငြိမ်းခြင်းရှိကုန်និရောဓသစ္စာကိုသစ္စိကာရပကိစ္စမျက်မှောက်ပြုသောကိစ္စရှိသည်ဟု၍ပတ္တိကောင်းစွာမြင်သိကုန်၏ဒုက္ခនិရောဓဂာမိတိပရိပရာတိပတ္တိဒုက္ခချုပ်ငြိမ်းကြောင်းအကြောင်းအကျိုးတို့ကိုသိရှိပြီးတဲ့ကာလဒုက္ခချုပ်ငြိမ်းရာនិရောဓသစ္စာမျက်မှောက်ပြုကြောင်းဖြစ်တဲ့မဂ္ဂသစ္စာတို့ကိုဘာဝတ္တပွားသောကိစ္စရှိသည်ဟုပတ္တိကောင်းစွာမြင်သိကုန်၏အဲ့လိုဘုရားဘုရားဟောခန္ဓာဓမ္မအရှုခံပေါ်မှာဖြစ်ပြမြင်သိတာကဝိပဿနာသေဇာနောမြတ်သမဒိဋ္ဌိညာဖြစ်ပြမဲ့တစ်ချက်နဲ့ကိစ္စ၄ချက်ကိုနောသိမကမှုရှိတာကမဉ္ဇဉ်ပဲတဲ့ဒုက္ခသစ္စာသိခြင်းညာတပရိညာကြောင့်အစွဲမထင်မဲ့သမုဒိယသစ္စာပယ်ခြင်းကိစ္စပြီးသွားတာသင်္ခါရုပ္ပကဉာဏ်ဒီလိုပြောတာသင်္ခါရုပ္ပကအကြောင်းတရားသိရှိတော့သေရသမုဒိယသစ္စာနောက်ခန္ဓာမရချုပ်ငြိမ်းတဲ့និရောဓသစ္စာသစ္စိကာရပါမျက်မှောက်ပြုတယ်လို့ပြောအဲ့ဒါကိုပဲပွားရှုရမှာကမဲ့ညာပဲဆိုဘာညာနဲ့မြင်တာရှေ့ကမဲ့ညာနဲ့မြင်နောက်ကပူညာလာတာပါပဲအဲ့ဒါကိုဖြစ်ပြမဲ့ချက်မှာကိစ္စ၄ချက်ပြီးအောင်နမနတိကာရနှလုံးသွင်းမှန်ကန်သွားတယ်လို့ပြောအဲ့ဒါကိုပဲမဲ့ညာဒီလိုပြောတာเนาะအနုလောမိကသမာဓိဋ္ဌိကောင်းစွာမြင်သွားတယ်ပရမတ္ထเนาะယုံနံဓမ္မသင်္ကာရတရားတို့ပရမတ္ထနေအပဲစိတ်စိတ်သိရုပ်လို့ကောင်းစွာအိဋ္ဌကိုမြင်ပြီးပရမတ္ထနိဗ္ဗာန်လို့ပြောကုန်သောនិရောဓသစ္စာကိုလည်းပဲသစ္စိကာရပါမျက်မှောက်ပြုတယ်ဒီလိုပြောတာဘာညာနဲ့မြင်သွားတာပါလေမလို့ဆိုသင်္ကာရုပ္ပခဉာဏ်ပေါ်မှာလက္ခဏာ၃ပါးကိုကောင်းစွာရှင်းရသစ္စာသိတဲ့ဉာဏ်နဲ့နှလုံးသွင်းမှန်ကန်မှုရှိသွားတယ်ဒီလိုပြောတတ္တဓာနိမေကောဥပ္ပစိတ္တရိတိသင်္ခါရေအနိစ္စတိဝဒုက္ခတိဝသမ္မသိတ္တဝဘဝင်ကံဩတရတိလို့ဒေသနာကဒီလိုပြဝိသုဒ္ဓိမက်ဒါနဲ့ယခုကနဲ့တတ္တထိုယဟန်သည်မက္ကတမဉ္ဇဉ်သည်ဖြစ်သူဟုယဝတ္ထပဲဆိုအပ်သည်ရှိတော်တဲ့သင်္ကာရုပ္ပခယသင်္ကာရုပ္ပခဉာဏ်သည်သင်္ကာရတရားတို့ကိုသိရှိသည်ပရိက္ခဏတိသိရှိကုန်သောသင်္ကာရုပ္ပခဉာဏ်ဖြင့်သင်္ခါရေယုံနံဓမ္မသင်္ကာရတရားတို့အနိစ္စတိဝမမြဲသောတရားဟု၍၎င်းဒုက္ခတိဝစေယနိစ္စတိခံဖို့ခက်သောတရားဟု၍၎င်းအနတ္တတိဝငါအတ္တမရှိသောအနတ္တတရားဟု၍၎င်းသမ္မသိတ္တဝကောင်းစွာသုံးသပ်ဆင်ခြင်ကုန်သည်ဖြစ်ကုန်သောဉာဏ်သည်ဘဝင်ကဘဝင်သောဩရတတိတက်ဤတဲ့ဘဝင်ကိုတက်ရောက်သွားတယ်အနိစ္စရှုသိတဲ့ဉာဏ်ဒုက္ခရှုသိတဲ့အနတ္တရှုသိတဲ့ဉာဏ်သဘောလက္ခဏာကိုကောင်းစွာဘဝင်ကျသွားတယ်လို့ပြောဘဝင်ကနန္တရထုဘဝင်ဤအခြားဘက်မှာတင်
သင်္ကာရုပ္ပခာယသင်္ကာရုပ္ပခဉာဏ်သည်တဲ့ကတ္တတယေနေဝရှေ့ပြုအပ်ကုန်သော